မင်္ဂလာပါဒီနေ့မှာတော့ခေတ်တန်တာကြီးပုံပြင်လိတပိုကိုအတူတူနားထောင်ကြည့်ကြရအောင်လားဒီပုံပြင်ကလေမင်းသားတစ်ပါးမင်းသမီးတစ်ပါးနဲ့လူတွေရဲ့ဓာတ်စိတ်ကပ်မှုတွေနောက်ွယ်ကအမှန်တရားအကြောင်းကိုပြောပြမှာပါကဲဇလန်လေးတွေကိုစပြီးဝင်လိုက်ကြရအောင်ဇလန်ကလေဒီစကားတစ်ခုကနေစတာပဲဒါကမင်းသမီးမာရီနာအပေါ်လူတွေရဲ့အမြင်ကိုပုံဖော်လိုက်တဲ့ဆွဆွချက်တစ်ခုပေါ့ဒါပဲလူတွေကသူ့ကိုဘာလို့ဒီလိုမြင်နေကြတာလဲတကယ်ရောဟုတ်ကဲ့လားကဲဇလန်းစာကိုပြန်သွားကြည့်ရအောင်မင်းသမီးမာရီနာကိုမာနာကြီးလို့ပြောကြတဲ့အကြောင်းရင်းကတကယ်တော့အရန်ကိုရိုးရှင်းပြီးတဘာဝကျတဲ့တောင်းဆိုမှုလေးတစ်ခုကြောင့်ပါပဲအဲ့ဒါကတော့သူ့ကိုလက်ထပ်ဖို့လာကန့်လန့်တဲ့မင်းသားတွေကိုမရွေးချယ်ခင်းမှာအရင်ဆုံးတွေးဆုံပြီးတော့တိခွင့်ပြုပါဆိုတဲ့ကိစ္စလေးပါပဲဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတာကအမြင်တစ်ခုဘလောက်ကွာသွားလဲဆိုတာပဲတစ်ဖက်မှာတော့သူ့တငယ်ချင်းလို့လူအများစုကမာရီနာကမာနာကြီးတယ်အဲလီယောမသွားနဲ့ပေါ့ဒါပဲမင်းသားအဲလီယောကတော့အဲ့လိုမဟုတ်ဘူးဗျာသူကဟင်းလူတယောက်ကိုအရင်ဆုံးသိအောင်လူကြည့်တာကမှပိုပြီးတဘာဝကျတာပေါ့လို့သူရဲ့အဲ့တော့မင်းသားအဲလီယောဖလို့လဲဆိုတော့သူကလေနန်းတွင်းကကောလာဟလာတွေတီတိုးစကားတွေကိုဘေးချိတ်ပြီးအမှန်တရားကိုသူ့မျက်စိနဲ့သူမြင်အောင်ဆိုပြီးတာမန်လူကြောက်ဖြစ်ရုပ်ဖြက်ပြီးခရီးထွက်ဖို့ဆုံးဖြတ်လိုက်တော့တာပဲဒါပေမဲ့သူခီးလန်းကမဖြောင်ဖြူခဲ့ဘူးဗျာစမ်းသပ်မှုရအများကြီးပဲပထမဆုံးရေကန်ဆောင်နဲ့တွေ့တော့ခြေတောက်ချင်းမင်းရဲ့မြင်းချက်ကိုပေးခဲ့ဆိုပြီးတောင်းတယ်သူမပေးခဲ့ဘူးနောက်တကတစ်ပင်ဆောင်နဲ့တွေ့တော့လေအစားအတွက်သူတကယ်ချင်းချက်ကိုထပ်တောင်းပြန်ရောသူလုံးဝမယုံခဲ့ဘူးအဲ့ဒီလိုတစ္ဆာဆောင်တည်တဲ့သူ့ရဲ့စိတ်သက်ကြောင်းမယ်မော်စရာတယောက်ကသူ့ကိုအဖိုးတန်လက်ဆောင်ထုံးမြပေးခဲ့တယ်မဲလီတောင်ဝေးရဲ့ပိုလိုရဲ့ပြီးတော့ခရူးခွန်ဘူးလေးတထူရဲ့ပေါ့ဒီစကားကတော့မင်းသားအဲလီယော့ရဲ့စိတ်သက်ကိုအထင်ရှားဆုံးပြတဲ့စကားပဲသူငယ်ချင်းချင်းရောင်းဝယ်ဖောက်ကားလို့မရဘူးတဲ့သူ့မြင်ကတိတ်ဆန်တကောင်းမဟုတ်ဘူးတကယ်တငယ်ချင်းစစ်ပဲဒီအချက်လေးတစ်ခုတည်းနဲ့တင်သူ့ရဲ့ပင်ကိုစစ်ရိုက်ကိုအများကြီးပြောပြနေသလိုပဲနော်ကဲအခုဆိုရင်ဇလန်ကနောက်တစ်ဆင့်ကိုရောက်လာပြီအဲလီယော့တယောက်ယာဆော့ဖ်နောက်တော့ကိုရောက်သွားပြီဒါပေမဲ့မင်းသားအနေနဲ့မဟုတ်ဘူးနော်တိုးချောင်းသားလေးတယောက်နေနေဒီမှာပဲသူကမာနာကြီးတယ်ဆိုရင်မင်းသမီးမာရီနာရဲ့တကယ်ပုံစံအစ်စ်ကိုစပြီးမြင်တွေ့ခွင့်ရတော့မှာသူရောက်သွားတဲ့အချိန်မှာမာရီနာကနိုင်ငံအတွက်အရန်အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ရင်ဆိုင်နေရတယ်လာလေတဲ့ဝင်ကြီးချုပ်ကြောင်နဲ့တန်တရားဖြစ်เสียကောင်းတဲ့စာချုပ်တစ်ခုကိုလက်မှတ်ထိုးရမယ်အချင်းနဲ့သူ့ရဲ့ခေါင်းဆောင်အရေးတွေကိုတကယ်စမ်းသပ်မဲ့အချိန်ပေါ့ဒီနေရာမှာပဲမာရီနာဘလောက်ထက်မြက်လဲဆိုတာပေါ်လာတာပဲလူလိုင်းတတိမထားမိတဲ့အရာကိုသူတွေ့သွားတယ်စာချုပ်ထဲမှာဖုံးကွယ်ထားတဲ့အချက်တစ်ချက်အဲ့ဒါကဘာလဲဆိုတော့စူပရာနိုဖီရဲ့နိုင်ကစာချုပ်ထဲကအချက်တွေကိုဘဲချိန်မှဆိုသူတို့ကြိုက်တယ်လို့ပြောင်းမှန်ခွင့်ရှိတယ်ဆိုတဲ့အချက်ပဲအဲ့ဒါကိုတွေ့သွားတဲ့အခါမာရီနာကပြက်ပြက်သားသားပဲပြောလိုက်တယ်ဒါဟာခိုးယူမှုပဲတဲ့သူနိုင်ငံကိုအလွဲတကူအမျက်ထုတ်ခွင့်ပေးမှမဟုတ်ဘူးဆိုရယ်သူ့ရဲ့တက်တီနဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုဒီစကားတခွန်းနဲ့တင်မြင်နိုင်တယ်နော်သူကနူးညံ့တဲ့မိသမီးလေးတယောက်မဟုတ်ဘူးဆိုတာရှင်းနေတာဒီလိုနဲ့တိုးချောင်းသားလေအဲလီယော့နဲ့မင်းသမီးချားမှာဖြည်းနဲ့တန်ရိုးခြင်းလေးတွေဖြစ်လာတယ်အဲလီယော့ကတိုးရတဲ့သူ့ရဲ့မျက်လက်ပုတ်လေမှုပြရတယ်မင်းသမီးကိုပန်းစီလေးတွေရှားဆောင်ပင်လေးတွေတောင်ယူလာပေးတတ်တယ်အဲ့မှာသူသတိထားမိလာတာကမင်းသမီးကနူးညံ့သိမ့်မွေးတယ်လို့တစ်ဖက်မှာလည်းအရန်ထက်မြက်ပြီးသူ့လူလေးကိုကာကွယ်တတ်တယ်ဆိုတာပဲဆိုတော့သူတို့ညောင်ရဲ့တငယ်ချင်းတန်ရောချင်းကအပြန်အလှန်လေးစားမှုပေါ်မှာတိဆောက်လာတာပေါ့အချိန်ဒီကုန်လွန်ပြီးနောက်ဆုံးတော့မင်းသမီးကိုလက်ထပ်ဖို့စိတ်ဝင်စားတဲ့မင်းသားလောင်းတွေအားလုံးနန်းတော်ကိုရောက်လာပြီးတော့နန်းတွင်ကပ်ပွဲကြီးစာတင်ပါလေတော့အခုမင်းသားတယောက်အဖြစ်ပြလက်ဝစ်စင်ထားတဲ့အဲလီယော့ကတော့ဒီတစ်ခါတော့မာရီနာရဲ့နှလုံးသားကိုရမှာပဲလို့အပြည့်အဝအဖြိုလင့်ထားတာပေါ့ဒါပေမဲ့အချင်းတွေကသူ့ထင်တယ်လို့ဖြစ်မလာခဲ့ဘူးမင်းသမီးမာရီနာကကပွဲမှာရှိတဲ့မင်းသားလိုင်းကိုလိုက်စကားပြောနေတယ်မဲ့သူ့ကိုတော့တမင်ချန်ထားခဲ့တယ်လို့ပဲအဲ့ဒီအချိန်မှာအဲရီယိုရဲ့စိတ်ထဲမှာငါသူ့ကိုဆုံးရှုံးလိုက်ရပြီလားဆိုတဲ့အတွေးတွေနာကျင်မှုတွေဝင်လာတော့ဇလန်ကဒီနေရာမှာတော်တော်လေးတင်းမာလာပြီနော်အဲလီယော့တယောက်စိတ်ရှုပ်ထွေးနေပြီသူဘာလို့ငါ့ကိုတစ်ချက်လေးတောင်လက်မကြည့်ရတာလဲဆွဲမေးခွန်းနေနဲ့သူညင်းပယ်ခံလိုက်ရပြီလို့လုံးဝကိုထင်မှတ်သွားတော့တာပဲကဲအခုတော့ဇလန်ရဲ့အဖြေထပ်မဲ့အပိုင်းကိုရောက်လာပါပြီအထင်လွဲမှားမှုတွေဖုံးကွယ်ထားတဲ့အမှန်တရားတွေအားလုံးဒီနေရာမှာပေါ်ထွက်လာတော့မှာပါဒီမှာတင်ဇလန်ကတပတ်လှည့်သွားတာပဲအဲလီယော့ကသူလီလူစုခံရတယ်သူကတိုးချောင်းသားဖြစ်ကြောင်းအခုပဲဖွင့်ပြောရတော့မယ်လို့တွေးနေတော့မာရီနာကအမှန်တရားကိုဖွင့်ချလိုက်တယ်ဘလို့လဲဆိုတော့သူမကအစကတည်းကတီးနေခဲ့တဲ့သူ့ရဲ့မေလုံးတွေကိုကြည့်ပြီးသူဘယ်သူလဲဆိုတာတီးနေခဲ့တာကြာပြီတဲ့အဲ့ဒီနောက်မှာမာရီနာပြောလိုက်တဲ့စကားကဒီပုံမြင်အင်းချုပ်ပါပဲ
သူကတင့်ကိုမြင်မြင်ချင်းနေကြတဲ့ကကျွန်မလေးစားခဲ့မိတာပါတပွားလုံးအကြလက်တွဲဖော်ဖီလို့ချင်တဲ့တခါသူတယောက်မှမရှိပါဘူးလို့ပြောခဲ့တယ်ကြည်ပါလားသူရဲ့ဆက်ဆံရေးကအချစ်ဆိုတာထက်လေးစားမှုနဲ့လက်တွဲဖော်ဆိုတဲ့ခိုင်းမတဲ့အခြေခံပုံမှာတိစောက်ထားတာ ဆိုတော့ဇလန်းအဆုံးမှာပြန်ကြည့်လိုက်ရင်လူတွေကသူ့ကိုမာနကြီးသူလို့တစိတ်ကခဲ့ကြတယ်ဒါပေမဲ့သူ့ကိုတကယ်နားလေတဲ့တယောက်ထဲသောသူကတော့သူ့ကိုလက်တွဲဖော်လို့ခေါ်ခဲ့တယ်ဒီပုံပြင်လေးကကျွန်တော်တို့ကိုဘာပြောနေလဲဆိုတော့အချစ်ဇလန်းတစ်ခုတည်းအများကြီးပို့ပါတယ်လူတယောက်ကိုကောလာဟလတွေတစိတ်ကမှုနေနဲ့မဆုံးဖြတ်ဖဲသူ့ရဲ့တကယ်ပင့်ကိုဇယိုက်ကိုမြောင်ကြည့်ပြီးအပြန်လန်လေးစားမှုထားဖို့အရေးကြီးကြောင်းကိုပြောပြနေတော့ပါပဲ